ရေကန်တန့်ရှင်းပြောရင်းဆိုင်ရာမဟာသုရတနာနတ်မြို့မှာကြီးမကစီကားတိုက်နေလာတယ်နော်ရခုလိုနယူးယောက်မြို့ဒါကလည်း Striking Beauty လို့ခေါ်တဲ့စကားပြောဝဲခန္ဓာနဲ့ကျွန်တော်တို့ရုပ်ရှင်ပြပွဲမှာလေကျွန်တော်အခုလိုစကားပြောခွင့်ရတဲ့အတွက်သူ့ရဲ့ဝမ်းမြောက်ကျွန်တော်စကားအများကြီးတော့မပြောပါဘူးဘာလို့သာသနာကြည့်နေတဲ့ပြည့်ကတ်ဆိုတော့ကျွန်တော်ပြောတာလည်းနားတော့ကြည့်မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တကယ်ကြီးเนี่ยကိုသူ့ဘွားရဲ့ကိုသူကမပြောဘူးခင်ဗျားလည်းစင်မော်တက်လာတာပဲလားနည်းနည်းပါးပါတော့ပြောပေးပါလေကျွန်တော်ပြောတော့ကျွန်တော်မပြောရသေးနဲ့ဗျာကျွန်တော်ပြောလဲသူတို့ကဘယ်သူမှယုံမှာမဟုတ်ဘူးလို့ပြောတယ်ဥပမာပြောရတယ်ညီမတို့လည်းဖခင်ကြီးဘိုးကျောင်းစမ်းမိကုံးပြောတော့ကြမ်းတန်စကလုံးတွေကိုတုံးတော့ပဝင်းကျင်ကဟဲပြောဆိုရမ်းပြသားတာပဲမော်စီကုန်းရန်စီမြစ်ကိုဖြတ်ပြီးတော့အဲ့ဒါကျမ်းမာရေးလိုက်စားတာကိုချီမင်းခလေးနေနဲ့ချော့မြူကစားတော့အရင်ကျင်တာတနာတက်တာပဲတဲ့မင်းသားကြော်ဟင်းလာဘမုနီဖျားပင့်တော့တရားကြည်ညိုတယ်မင်းသားလေးတဲ့ကျွန်တော်တို့မြန်မာဆိုရှယ်လစ်လမ်းနယ်ပါတီဥက္ကဋ္ဌကြီးဦးနေဝင်းမိမတွေနဲ့ထဲလဲအိတ်တော့အချစ်တွေဝင်သားနေတာကျွန်တော်တို့ကိုချုပ်ဦးကြီးတန်းရှိအငါတွေကိုတတ်ထောင်နဲ့ထဲတော့သာသနာကွယ်ပြောက်သွားမှာဆိုလို့လုံုံတဲ့နေရာမှာထိန်းထားတာပါဘာမှမဟုတ်တဲ့ငါဘုရားဘော်တကြီးပရိစိတ်တော့တောက်ယူတယ်အဲ့လိုပါပဲကျွန်တော်အမှန်လို့ပြောရင်ဘယ်သူမှယုံကြမှာမဟုတ်ဘူးအဲ့တော့မပြောပြရသေးနဲ့ဗျာဆိုတော့ကျွန်တော်ကသိချင်ဝေးတော့ပြောပါကျွန်တော်အခုပြောမှာကတော့ကျွန်တော်ဒီပွဲရဲ့ဒီ program စီစဉ်လေးကိုပေါ့လေကျွန်တော်ပြောမှာပါကျွန်တော် program လည်းပါစီစဉ်မှလည်းမေးရိုက်ထားတော့ဘာလို့လဲဆိုတော့ပူဇာကနကဒီအမေရိကကိုရောက်လာတာဒီပွဲကဖို့စီစဉ်နဲ့ရောက်လာတာမဟုတ်တော့ဆိုတော့ကျွန်တော်တို့ကကြိုတင်ပြင်ဆင်မှုကလည်းမရှိခဲ့ဘူးလေဆိုတော့ကျွန်တော်ကပဲဒီရောက်လာတော့ကျွန်တော်တကယ်ချင်းဖြစ်နေတော့ဇွတ်ပြီးတော့ကျွန်တော်ဖန်တီးတာဆိုတော့အခုအခန်းကလည်းကျင်းတယ်ဆိုတော့ကျွန်တော်ပထမဆုံးကျေးဇူးတင်စကားပြောချင်တာတော့အခုလို့ကျွန်တော်ရောက်ဖို့30နဲ့ကျွန်တော်တွင်းရတယ်ဆိုတော့ဒီချက်ကလည်းကျွန်တော်တို့ဒီရတဲ့ပတ်စံကိုအများကြီးတဲ့အတိုင်းနိုင်ငံရေးကျင်းသားတွေအခုလက်ရှိပေါ့လေဒီပြည်တွင်းမှာရောက်ရှိနေတဲ့နိုင်ငံရေးကျင်းသားတွေရဲ့ပြီးတော့ပြန်လဲလွတ်မြောက်လာတဲ့ငယ်ကျင်းသားတွေရဲ့ဘဝပေါ့လေသူတို့မြင့်တင်ရေးအတွက်ဆိုပြီးတော့လူရမ်းမှုဆိုပြီးတော့ကျွန်တော်ရည်ရွယ်ခြင်းနဲ့ဒီပွဲလေးလုပ်တာပါတယောက်30လက်မှတ်ကတော့ပုံမှန်တယ်ဒါပေမဲ့ဒီခန်းကလည်းဈေးကြီးတော့ကိုတက်တော့တိတ်တော့မကြမ်းဘူးဒါပေမဲ့စောစောပိုင်းမှာတော့စောပိုင်းမှာလည်းလူရဲ့လူတွေတော်များပါတယ်တကယ်လို့ဒီကိုယ်တိုင်ကိုကြောက်ကိုဇာကနာကိုတက်လာပြီးတော့စင်မင်းပုံမှန်နေတော့လူမဲ့ဆိုလို့ရှိရင်ဝမ်းမဲ့ဝမ်းသာကျွန်တော်ကြိုးဆိုပါတယ်ဆိုတော့ဥမာကြည့်ပါလေဟိုဒီကျွန်တော်လောဘပြင်းနေတယ်ကျွန်တော်တင်နေတယ်ကျွန်တော်မျိုးဒီမဝဲမှာရှိတယ်သူ့လည်းပြေးလို့ရတယ်ဒါပေမဲ့ तू ကတော့ဒီအိမ်ဝဲဖို့ဆိုပြီးတောင်းပေးမှရှာနေတော့သူ့ကိုတင်လို့ဘယ်လိုလုပ်ဖြစ်တော့ကျွန်တော်အခုကိုဇာကနာကဒီသူကျွန်တော်အခုရုပ်ရှင်ပဲတောက်လျှောက်ပြမယ်ဆိုလို့ရှိရင်အားလုံးကညီးငွေသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ကရုပ်ရှင်ကိုတစ်ပိုင်းပြမယ်ပြီးတော့ကိုဇာကနာကိုပေါ်ပြီးတော့စကားပြောခိုင်းမယ်ပြီးတော့နောက်တစ်ပိုင်းကိုရုပ်ရှင်ပြမယ်ပြီးတော့သူ့ကိုတခါထပ်ပြီးတော့စကားပြောခိုင်းမယ်ကျွန်တော်နှစ်ပိုင်းခွဲထားပါဘာလို့တောက်လျှောက်ကြီးကြတော့လေယူဤသွားမှာဆိုလို့ပါပထမသူအားလုံး53ကယူလာ53ကယူလာတဲ့ချင်းကနေပြီးတော့ကျွန်တော်တို့စကားတင်ပေါ့လေစကားတင်စေကားတွေကနေပြီးတော့ကဲကောင်းတဲ့နှစ်ကားကိုပထမဆုံးပြပါမယ်ပြီးတော့နောက်ငါးကအတူလေးတွေပေါ့လေကျွန်တော်တို့88မျိုးတဲ့ကျောင်းသားတွေရဲ့ဒီပါတဲ့ message ပေါ့လေအဲ့ဒါလေးကိုကျွန်တော်ပြပါမယ်ပြီးတော့ရှင်ကိုစားကနာကိုကျွန်တော်ပေါ်ပေးပါမယ်ပြီးတဲ့နဲ့ visit ပြီးတော့ပြောချင်တဲ့စကားလေးပြောပါမယ်ပြီးတော့ကျွန်တော်တို့ဒီရုပ်ရှင်လူလာချင်းလူပညာရုပ်ရှင်ပွဲတော်ကစုရရှိတဲ့ငါးကားကိုကျွန်တော်တင်ဆက်မှာဖြစ်ပါတယ်အဲ့ဒါပြီးလို့ရှိရင်တခါကိုစားကနာပြီးတဲ့ကိုထပ်ပြီးတော့သူစကားပြောပါလိမ့်မယ်ပြီးတော့တခါ
ကျွန်တော်တို့ရုပ်ရှင်ပွဲတော်ကနေပြီးတော့စုရရှိထားတဲ့ဒီရုပ်ရှင်ဒါရိုက်တာတွေပေါ့လေသူတို့ကိုဒီကပြပလာရောက်နေတဲ့ဒီဒါရိုက်တာတွေကနေပြီးတော့ဒီသူတို့ပေါ့လေတင်တန်းတွေပေးပြီးတော့မှတင်တန်း workshop ပေါ့လေအဲ့ဒီမှာရိုက်ထားတဲ့ရုပ်ရှင်လေးကိုပြပြီးတော့ကျွန်တော်တို့ဒီရုပ်ရှင်ဒီခန်းတော့ကျွန်တော်ရုပ်သိမ်းမှာဖြစ်ပါတယ်ဘာလို့ဒီကားဒီနှစ်နာရီခွဲမှာကျွန်တော်ဒီခန်းတော့ပြိတ်ပါမယ်ဘာလို့ဆိုတော့ကျွန်တော်နှစ်နာရီခွဲမဟုတ်ဘူးကျွန်တော်နှစ်နာရီခွဲအချိန်ပေါ့လေ9နာရီခွဲမှာပြိတ်ပါမယ်6နာရီကိုကျွန်တော်ဒီကရုံကနေပြီးတော့ကျွန်တော်တို့ထွက်ပြမှာဖြစ်တဲ့အတွက်ကြောင့်ဒီနိုင်ရွက်အချိန်ကာလမှာပူပူဒါဗနာနဲ့ဓပုံရိုက်ကျင်တော့ကောင်းတယ်လေဒီလူငွေထက်ကျင်တော့ကောင်းအဲ့ဒါနိုင်ရွက်တွင်လို့ရပါတယ်လို့ဒါအခုကျွန်တော်ပြောကြလိုပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ရုပ်ရှင်ပွဲတော်ကဒီစကားတင်ကားတဲ့ရုပ်ရှင်ကားနှစ်ကားနဲ့လေဒီ88ကျောင်းသားများရဲ့ဒီသူတို့ message document ကလေးကို issue ကြအောင်မင်္ဂလာကျွန်တော်မာတော့အမေရိကန်နိုင်ငံဆိုအခုမှရောက်ဘူးတာလေတတဲ့နဲ့တကူ passport ဆိုအခုမှမြင်ဘူးတာဆိုတော့ဒီလဲရောက်တော့ကျွန်တော်ကငွေချင်းတွေကိုပြောရတယ်ကျွန်တော်ထောင်ထဲမှာတော့၎င်း SB စစ်ကြောရေးစခန်းမှာတော့၎င်းအဲ့ဒါတော့အနှိမ့်ဆက်မခံရဘူးအမေရိကန်ရောက်မှနှိမ့်ဆက်ခံလိုက်ရတာကျွန်တော်ဝါရှင်တန်မှာ9 ရက်နေပါတယ်ဘယ်နေရာမှာဘာရှိမှကျွန်တော်တကယ်မသိခဲ့ပါဘူးည12နာရီထိုးမှအိပ်ရပါတယ်တခါတလေ4နာရီမှအိပ်ရတယ်မနေ့ကျတော့9နာရီကိုအရောက်ယထာစီပြီးတော့အဲ့ဒီမြို့လေကောင်ကိုကြွားပါတယ်အဲ့ပြီးတဲ့နောက်မှာတော့အဲ့ဒီ State Department တို့ Congress တို့ Senate တို့ကလူတွေရဲ့ဝိုင်းမေးတဲ့တန်းကိုအလေကောင်မှခံရပါတယ် SB မှာမှ2ယောက်လောက်မေးတာဒီမှာအယောက်20လောက်ဝိုင်းမေးပါတယ်ဘာဖြေရမှမသိလောက်အောင်လဲအကြက်တဲတွေတွေ့ရပါတယ်နယူးယောက်လဲရောက်လာရောလွတ်ပြီးမှတ်တာစုပ်ဖွားနဲ့တန်းတိုးတော့တာပါပဲကျွန်တော်ဒီယုံနဲ့ဆွဲသွင်းတာချမ်းတာဗျာဒီမှာကျွန်တော်ရောက်တာနဲ့တပြိုင်နက်တင်မောမပေါ့ပါယထာ sorry ယထာဘောကလည်းဆင်းတာနဲ့ကုလသမဂ္ဂဘောတန်းတက်ရတယ်ဗျအဲ့ဒီမှာလဲMr. နံပြားရဲ့အဖွဲ့တွေနဲ့ကျွန်တော်ထောပတ်တုတ်ခံရတယ်ဝိုင်းမေးလိုက်ကြတာသူတို့ကရှိလာအောင်ဗမာပြည်သွားမှာဘူးဒါပေမဲ့ဝန်တာပါတယ်ဗမာကြီးကိုအဲ့ဒါတော့စိတ်ဝင်စားနေကြတဲ့လူတွေအများကြီးရှိတယ်ဆိုတာကျွန်တော်ဂုဏ်လေးယူပြီးပါတယ်နောက်တစ်ခုကတော့မနေ့ကဆိုလဲကျွန်တော်တို့တော်တော်အကျိုးရှိပါတယ်လူခွင့်ရေးစောင့်ကြည့်လေ့လာရေးဖွဲ့ Human Rights Watch ကိုကျွန်တော်တနေကုန်နေရပါတယ်ဗျအခုလဲနယူးယောက်မှာဘယ်နှပါရှိမှကျွန်တော်မသိပါဘူးညအစုပ်ပွားအိမ်ကို17နာရီထိုးမှပြန်ရောက်ပါတယ်ဘာမှလည်းမစားဘူးပြောတာကသမင်းကိုမကြွေးဘူးအိမ်ရှင်เนี่ยကျွန်တော်ဒီရောက်မှတော်တော်ပေါင်နေကြကိုပုံရတယ်အစားတော့လည်းမစားဘူးစကားကြီးပဲပြောနေရတယ်ကျွန်တော်တော့စဉ်းစားရင်တော်တော်မှားနေပြီတင်တယ်ကျွန်တော်ဒီပြန်ရင်အစိုးရကို passport ပြန်အပ်ပါတော့မယ်အဲ့ဒါတော့အနှိမ့်ဆက်ခံရမယ်တူတော့ဘယ်မှမသွားချင်တော့ဘူးဗျတကယ်ပြောမယ်ဆိုရင်တော့ဒါမဲ့ဒါကျွန်တော်ရည်စရာဖြစ်နေတာရှောက်ပြောနေတာပါတကယ်ကတော့ကျိုးရှိပါတယ်ကျွန်တော်အတွက်မှမဟုတ်ပါဘူးကျွန်တော်တို့တော့ဘာကျိုးမှလည်းရှိမှလည်းမဟုတ်ဘူးလို့ဆိုပေမဲ့ကျိုးရှိပါတယ်အတွေ့အကြုံကျွန်တော်ရပါတယ်ဘာနဲ့မှလဲလို့မရတဲ့အတွေ့အကြုံပါအထူးသဖြင့်တော့အမေရိကန်လိုနိုင်ငံမျိုးမှာကျွန်တော်ဗမာစကားကြားရတာတော်တော်ဝမ်းသာတယ်ကျွန်တော်လီစိတ်စရောက်ကြတဲ့ကဝါရှင်တန်မှာလေမြန်မောကဆင်းကြတဲ့ကဗမာစကားပြောတဲ့စာကြားရတယ်ကျွန်တော်ယူရီးယားရောက်တော့လည်းမကြားဘူးစင်ကာပူရောက်တော့လည်းမကြားဘူးလေစိတ်ကဝန်ထမ်းကဗမာလူမျိုးဖြစ်နေဟာဂုံယူတာငါတို့ဗမာတွေနေရာနှံ့ရှိပြီဆိုပြီးတော့ကျွန်တော်ဝန်တာမိတယ်စိတ်ထဲသို့တော့တစ်ဖက်ကပြန်စဉ်းစားကြည့်တော့ဘာလာလုပ်နေကြအဲ့ဒီလိုလဲကျွန်တော်ပြန်စဉ်းစားမိလာအဲ့ဒီပြန်စဉ်းစားမိလာတဲ့အချက်တစ်ချက်နဲ့ကျွန်တော်တငယ်ချင်းတွေခုနကတော့ပြောတဲ့အခါမှာသူတို့ရဲ့စိတ်နေသဘောထားတွေကိုလည်းအားလုံးလေ့လာပြီးပါလိမ့်မယ်88မျိုးဆက်ចောင်းသားတွေဆိုတော့မင်းကိုနိုင်တို့ဆိုတာထောင်ထဲမှာအခုចောင်းသားလို့ကျွန်တော်သုံးပါတယ်ဘာလို့ကျွန်တော်ចောင်းသားလို့သုံးတာလဲဆိုတော့တချို့ကပြောတယ်အသက်ပဲ90နီးနေပြီဒါចောင်းသားလားဟုတ်ကဲ့သူတို့ចောင်းမပြီးသွားရှာတဲ့အတွက်ចောင်းသားပါပဲចောင်းမပြီးသွားရှာတော့ចောင်းမပြီးဘူးထောင်ထဲထည့်လိုက်တဲ့အတွက်ចောင်းမပြီးသေးတဲ့ចောင်းသားနှစ်ပေါင်း20လောက်ထောင်ထဲမှာသူတို့နေခဲ့ရတယ်
ကျွန်တော်17နှစ်နေခဲ့ကျွန်တော်တို့တွေအဲ့ဒီထောင်ထဲမှာဘယ်သူမှတော့ပြင်းလို့သွားနေမှာမဟုတ်ဘူးဗျအဲ့ဒါသိကြတယ်ကျွန်တော်ထောင်ကထွက်လာတော့တရင်တော့တယောက်ကမေးတယ်ဟာတဲ့ထောင်ထဲမှာစားရေးတောက်ရေးအစီအပြေလားဘယ်လိုနေလဲတဲ့သိကျင်သွားနေကြည့်လို့ပြောတယ်ဟိုထောင်ကစားတောက်ဆိုင်မှာပို့တော့ဘာအစီအပြေလဲတဲ့ခုကန်းလည်းမဟုတ်ဘူးဘာအစီအပြေလဲဘုံကြီးเจ้าလည်းမဟုတ်ဘူးဘာအစီအပြေလဲတို့တော့ကျွန်တော်တို့တငယ်ချင်းတွေရောကျွန်တော်တို့မှာရောဒါကျွန်တော်အများရှိမှာအမေရိကန်လိုနိုင်ငံနယူးယောက်လိုမြို့တော်ကြီးမှာကျွန်တော်တရားဝင်ပြောတာပါကျွန်တော်တို့ဒဏ်ရာတပြားပြားနဲ့အရသာခံမဲ့လူတွေမဟုတ်ပါဘူး။အဲ့လိုဘယ်တော့မှလူခံခဲ့ရတယ်ကွာ။ကိုခံခဲ့ရတယ်လည်းကိုကြီးရတာပဲ။စဉ်းစားလဲကြည့်ကြပါဦး။ကျွန်တော်တို့ဒဏ်ရာတပြားပြားနဲ့ကျွန်တော်တို့အရသာမခံတတ်ပါဘူး။နောက်တစ်ချက်ကတော့ထောင်တွက်လက်မှတ်မယောင်းစားပါဘူး။ကျွန်တော်တို့နိုင်ငံနဲ့ဝါအားလုံးကအဲ့ပိတ်ပေးပါအဲ့ဒါလေးပိတ်ပေးပါရလုံးကြီးတဲ့ထီထိုးလို့ဟောအဲ့တော့ကျွန်တော်တို့ဒီဥစ္စာကြီးကိုအရသာခံနေရမယ်အရာလည်းမဟုတ်ဘူးဗျဟိုအခုချိန်ကအရေးကြီးတာကျွန်တော်တို့တိုင်းပြည်ဘာလုပ်မလဲဆိုတဲ့ချိန်ရောက်နေတာပါတကယ်ကြတော့နယူးယောက်လိုနေရာမှာရောက်နေတဲ့လူတွေဝါရှင်တန် DC မေရီလန်းစသဖြင့်ရှိနေကြတယ်ကျွန်တော်တို့တငယ်ချင်းတွေကတိုင်းပြည်ထဲမှာဘာဖြစ်နေတယ်လဲသူတို့သိချင်နေကြတယ်တကယ်အဖြစ်မှန်တွေကိုရတာရှိတယ်လို့လုတ်ကြံဖန်တီးထားတဲ့တည်င်းတွေကိုလည်းရတာရှိနေကြမှာပဲဒါတော့ကျွန်တော်အပြစ်မတင်ပါဘူးဘယ်နေရာမှာမဆိုတာဟာရှိနေမှာပဲကျွန်တော်တို့လက်ခံတယ်ဒါမျိုးကလည်းရှိနေကြမှာပဲသို့တော့ကျွန်တော်တို့တိုင်းပြည်ကြီးမှာပြုပြင်သွားတယ်ပြောင်းလဲသွားတယ်လို့ဆိုတာဟာဘယ်သူကြောင့်မှမဟုတ်ပါဘူးပြည်သူကြောင့်ကျွန်တော်ပြည်သူအားလွယ်ပါအောင်မှမရှုံပါဘူးအဲ့တော့ကျွန်တော်တို့တိုင်းပြည်ကပြောင်းသွားပြီပြောင်းလဲနေပြီလို့ကျွန်တော် State Department ရောက်တော့လဲ Derek Mitchell တို့ Kat Campbell တို့ ਨੇ ပြောတဲ့အချိန်မှာပြောဖြစ်တယ်မပြောင်းသေးပါဘူးပြောင်းခါစားလေးရှိပါသေးတယ်ပြောင်းတာမဟုတ်ပါဘူးဗျအဲ့တော့တချို့ကအမျိုးမျိုးထင်ကြတဲ့အပေါ်မှာရှိတယ်ဒီတော့အဲ့ဒီအနေအထားအပေါ်မှာကျွန်တော်တို့ကရှေ့ဆက်ပြီးပြောင်းလဲဖို့ကျွန်တော်တို့မှာပါတာဝန်ရှိတယ်တစိတ်ရှိအစိုးရကိုကြီးပဲလက်ညှိုးထိုးနေတဲ့အထက်မှာကျွန်တော်မပေါ့ကျွန်တော်ဒီအစိုးရဖမ်းတာကိုလေးကခံခဲ့ရပါတယ်ကျွန်တော်အစိုးရဘုံမှာဘာမှညှိုးစရာမရှိဘူးဘာကြောင့်လဲသူလည်းသူ့လို့လုပ်တာပဲကျွန်တော်လည်းကျွန်တော်အလုပ်လုပ်တာပဲကျွန်တော်အစိုးရဆိုလည်းသူ့ဖမ်းခြင်းဖမ်းမှာပဲရှင်းတာပဲဒါပေမဲ့ကျွန်တော်တိုင်းပြည်ကောင်းဖို့အတွက်တော့ကျွန်တော်မှတာဝန်ရှိအစိုးရမှလည်းတာဝန်ရှိကျွန်တော်နဲ့ဒီအစိုးရနဲ့တိုင်းပြည်အတွက်တိုင်းပြည်ကောင်းဖို့အတွက်ကျွန်တော်တို့လက်တွဲပြီးဘာမှမလုပ်စရာအကြောင်းမရှိမလုပ်နိုင်စရာလည်းအကြောင်းမရှိဒီနေရာမှာတချို့ကလည်းပြောကြတယ်အဲ့ခုနကကျွန်တော်ပြောတဲ့အနာတွေကိုထုတ်ပြောကြတယ်အနာကိုအရသာခံတယ်နာတာပေါ့ဗျာကျွန်တော်လည်းနာခဲ့ပါအခုလည်းနာတယ်ပဲဘုဒ္ဓရှိကြီးလည်းနာနေတော့မယ်ထောင်ထဲမှာ320ကျော်နိုင်ငံရေးကျင်းသားတွေကျန်နေသေးတယ်ဘဝပြတ်သွားတဲ့လူတွေအများကြီးကျန်သေးတယ်ထောင်ထဲရောက်ပြီးမျက်လုံးဆုံးရှုံးသွားတဲ့လူတွေအများကြီးကျန်သေးတယ်ကျွန်တော်ကိုယ်တိုင်ပဲသေလူမျိုးပါနေပါဖြစ်ခဲ့တယ်ကျွန်တော်တူတူပြောမယ်2009ခုနှစ်ရဲ့နွေရာသီအလွန်ပူတဲ့အချိန်ထောင်ထဲမှာကျွန်တော်နေရတဲ့ခန်းလေးကအင်မတန်ကျင်းပါတယ်10ပေပတ်လည်လောက်ပဲရှိတယ်လေဝင်လေတွေလုံးဝမရှိပါဘူးအဲ့ဒီခန်းလေးထဲမှာအင်မတန်ပူတဲ့အချိန်မှာခန်းထဲလှောင်းနေရတယ်ကျွန်တော်ဘူးတကူလုံးချွေးရေချိုးသလိုထွက်တယ်အဲ့ဒီအချိန်မှာထူးဆန်းစွာပဲသွေးတိုးလိုက်တာဟိုသွေး210အောက်သွေး140အာပြီးတော့ကြမ်းမြင့်မို့လဲကျသွားပြီမဲ့ကျွန်တော်ဈေးကူဖို့ဘယ်သူမှလာမခေါ်နိုင်ဘူး။ဘာကြောင့်လဲ။ထောင်တကားဆိုတာဖွင့်ကျင်တိုင်းဖွင့်လို့မရဘူးဗျ။အဲ့ဒီထောင်တကားကိုဖွင့်ဖို့ထောင်ရဲ့ဟိုးအထက်ကတထောင်လုံးကိုကြည့်နေတဲ့ main guard ပေါ့ဟိုးအဆောက်အဲ့ဒီကိုအကြောင်းကြားရတယ်။အဲ့ဒီလူကတစ်စင်ထောင်ရဲ့ main jail ပေါ့ထောင်တစ်ခုလုံးအုပ်ချုပ်ထားတဲ့ရုံးကိုလှမ်းကြောင်းကြားအဲ့ဒီကတစ်စစ်ထောင်ပိုင်းကိုအကြောင်းကြားရတယ်ထောင်ပိုင်းအိမ်မှာတစ်ထောင်လုံးရဲ့တော့ကိုချိန်ထားတယ်အဲ့ဒီတော့မလာမချင်းကျွန်တော်ဘလို့ဖြစ်စီကမှုတကယ်လို့များတာအဲ့ဒီထောင်ပိုင်းကကောက်သွားရိုက်နေကျွန်တော်သေဖို့ရှိတော့စဉ်းစားတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီထဲမှာအဲ့လိုပြက်ပြက်လဲပြီးတော့အာနေပြီးတော့သွားလိုက်တယ်ဒီမဲ့ကုသကံကောင်းသလားဆိုးသလားတော့မသိဘူးဆရာဝန်ရောက်မလာဘူးကျွန်တော်ည8 နာရီလောက်ထဲကထောင်လေကောင်လမ်းကြီးမှာကျွန်တော်ဒီတိုင်းပြစ်ထားမြေကြီးပေါ်မှာတေးလည်းတေးသွားပါဗျာအဲ့နာမှာ
မနေ့9နာရီထိုးမှဆရာဝန်ရောက်ပါတယ်စဉ်းစားကြည့်ပါည7နာရီမနေ့9နာရီတည်ခြင်းတည်လို့ရသွားပြီကုသကံပဲကောင်းလားမသိဘူးသူ့မှာနဲ့သူခန္ဓာကိုယ်ကပြန်ကုသွားတာကျွန်တော်ပြန်ထောင်းလာအဲ့တော့ကျွန်တော်ပြန်စဉ်းစားကြည့်တယ်ကျွန်တော်မသိပဲနဲ့ဒီနေရာမှာရှိနေသေးငါဘာလုပ်အောင်ဟာကျွန်တော်အဲ့ဒီဟာတွေကိုအခုပြန်ပြောပြနေတာဒဏ်ရာတွေကိုရတာခံတာမဟုတ်ပါဘူးကျွန်တော်ဒီလိုဂျုံခဲ့ရပါတယ်ဒါပေမဲ့ဒီအချိန်မှာဒါတွေပြောပြီးတော့အနာတွေကိုကြီးပဲထပ်ခါတလဲလဲပြောပြီးကျွန်တော်တို့ကမကြည်နိုင်မချမ်းနိုင်ဆက်ဖြစ်နေကြရအောင်မလားကျွန်တော်တို့မေ့လို့ရပါတယ်ဒါပေမဲ့ဘယ်လိုလုပ်ပြီးတော့မေ့နိုင်မှာလဲဗျာကိုယ်ကခံရတယ်လို့ဒါပေမဲ့လက်စားမချေပါဘူးအညိုတေးမထားပါဘူးကျွန်တော်တို့အရေးကြီးနေတာကျွန်တော်တို့တိုင်းပြည်ကရှေ့သွားရှေ့လို့ရမှာဒီအချိန်မှာအဲ့ဒီစကားတွေပြောနေဘယ်လိုလုပ်ပြီးတော့တယောက်နဲ့တယောက်နဲ့ကြည်လေတော့မှလူနဲ့ကျွန်တော်နဲ့ဘယ်လိုလက်ဆွဲနှုတ်ဆက်လို့ရတော့မှာလဲတစားစားអော်ခဲ့ကြတာအမျိုးသားပြန်လဲတင့်မြတ်ကြီးအမျိုးသားပြန်လဲတင့်မြတ်ကြီးဟာအနာဖို့ထုတ်ကြီးမဟုတ်ပါဘူးဒါပေမဲ့ဒီဟာတွေဟာကျွန်တော်တို့ရဲ့သမိုင်းအစဉ်အဆက်မှာဒီလူတွေဒီလိုလုပ်ပြီးဒီလိုကျူးလွန်ခဲ့တယ်ဆိုတဲ့အပြစ်တွေကိုတော့ကျွန်တော်တို့သိမ်းထားဖို့လိုတယ်ဒါမှနောက်ထပ်မဖြစ်ဘူးကျွန်တော်တို့ရဲ့မျိုးဆက်တွေနောက်လာမဲ့ဆွေစဉ်မျိုးဆက်ဒီလိုအဖြစ်မျိုးတွေတို့တိုင်းပြည်မှာတကယ်ဖြစ်ခဲ့တယ်ဆိုတာကိုတော့ကျွန်တော်တို့ကတေချာပေါက်မှတ်တမ်းတစ်ခုတိုင်းပြည်မှာရှိတဲ့ဒီအတွက်ကြောင့်ကျွန်တော်အဲ့ဒီရုပ်ရှင်ပွဲတော်ကိုလုပ်ခဲ့တာပါကျွန်တော်စကားကြီးများသွားဘာကြောင့်လဲဆိုတော့ဒီရုပ်ရှင်ပွဲတော်ကနေ documentary ဆိုတာကိုမြန်မာလူမျိုးတွေရဲ့စိတ်ထဲမှာစိတ်ဝင်သွားစေခြင်းတယ်မြန်မာလူငယ်လေးတွေရဲ့စိတ်ထဲမှာစိတ်ဝင်သွားစေခြင်းတယ်တိုင်းပြည်တစ်ပြည်အတွက်အဲ့ဒီသမိုင်းမှတ်တိုင်းဟာဘလောက်အရေးကြီးတယ်ဆိုတာသူတို့သိသွားစေခြင်းတယ်ဒီမှာစုရသွားတဲ့လူတွေစသောတော့မှကြည့်လိုက်တဲ့ကားမှာအဖြူအမဲပြထားတဲ့လူကစုမရပါဘူး reunion ဆိုတဲ့ကားကလည်းစုမရပါဘူးစုမရပြီမဲ့အဲ့ဒီဇာကားတွေကိုဖန်တီးတဲ့လူတွေကအသက်25နှစ်ပဲရှိပါသေးတယ်နောက်လာမယ့်9ကားမှာအငယ်ဆုံးဒါရိုက်တာက19နှစ်အကြီးဆုံးဒါရိုက်တာမှ40ပဲရှိပါတယ်အဲ့ဒီအရွယ်တွေအဲ့ဒီလူတွေမှတ်တမ်းဆိုတာကိုတန်ဖိုးထားတဲ့လိုက်ကျွန်တော်တို့ရဲ့တိုင်းပြည်ရဲ့သမိုင်းဘယ်တော့မှမပြောက်ဘူးလို့ကျွန်တော်ယုံကြည်တယ်ဒီတော့ကြောင့်ဗမာပြည်ရဲ့ပထမဦးဆုံးနဲ့အကြီးကျယ်ဆုံးရုပ်ရှင်ပွဲတော်ကြီးတစ်ခုကျွန်တော်လုပ်နိုင်သွားပြီလို့ကျွန်တော်ယုံကြည်တယ်နှစ်စဉ်လုပ်နိုင်မှုလေကျွန်တော်စူးစမ်းမယ်ထို့နည်းတူဒီနေရာကနေဒီလိုလူတွေပေါ်ထွက်လာရင်ကျွန်တော်တို့တိုင်းပြည်အတွက်အားထားရမယ်လို့လေကျွန်တော်ယုံကြည်တယ်အဲ့တော့ကျွန်တော်မေရီလန်းရောက်သွားတဲ့အခါမှာအဲ့ဒီကလူတွေနဲ့စကားပြောတော့ကျွန်တော်စိတ်မကောင်းစရာလေကြုံရပါတယ်ဒါကတော့ဒီမှာရှိနေတဲ့လူတွေလည်းကျွန်တော်တို့ဗမာလူမျိုးချင်းပဲဗျာဟိုကြုံကြရလေအောင်မယ်လို့ကျွန်တော်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လူလေကောင်းမှထိုင်တာကျွန်တော်နားမှာ3အုပ်စုဝိုင်းထားတယ်တယောက်နဲ့တယောက်နဲ့စကားမပြောကြဘူးဗျကျွန်တော်ဘယ်သူ့ကိုပြောရမှာမသိဒီရှိရလူကျွန်တော်ပြောနေတဲ့အချိန်မှာဟိုဘက်ကလူကနားမထောင်ဘူးဗျကျွန်တော်တို့တိုင်းပြည်ထဲမှာပြန်လဲတင့်မြတ်ရေးလုပ်နေတဲ့အချိန်မှာတိုင်းပြည်ပြင်ပမှာပြန်လဲမတင့်မြတ်ရေးဖြစ်နေတာရင်းနေမကောင်းလိုက်တာ reunion ဆိုတဲ့ဇာတ်ကားကိုကျွန်တော်ပြရခြင်းရဲ့ရည်ရွယ်ရင်းအကြောင်းရင်းအဲ့ဒါပါခက်နေတာကကျွန်တော်စိတ်ထဲမှာမြင်တဲ့အတိုင်းကျွန်တော်ဘယ်တော့ခါမှမလိမ့်တတ်ပါဘူးပွင့်ပွင့်လင်းလင်းပြောတတ်ပါတယ်ခက်တာကတန်ယုံရှိမှာစန္ဒပြခဲ့တာငါတို့ကွာကောင်းနေအချောင်းသမားတွေဟုတ်ဗျာအခုကြမှာဘာလာလုပ်နေလဲသူတို့ကဟာသူတို့လည်းလာပိုင်ခွင့်ရှိတာပေါ့မဟုတ်ဘူးလားကျွန်တော်မေးကြည့်တယ်အဲ့တော့ဟာအရေးအကြောင်းဆိုတိုင်းပြည်ထဲမှာလူတယ်ဆိုလို့ရှိရင်လှူခဲ့တာကျုပ်တို့ဗျဒီကောင်တွေကလှူတာမဟုတ်ဘူးတပြားမှဟောဗျာအဲ့ကျွန်တော်နားမလဲဟိုကျွန်တော်ဖြစ်စေခြင်းတဲ့တဘာဝပါယူယူလေးပဲလှူခြင်းနဲ့လူရှင်လှူပါလိမ့်မလှူခြင်းလည်းမလှူဘဲနေခွင့်ရှိပါတယ်မလှူတဲ့သူကလှူတဲ့လူကိုအပြစ်ပြောဖို့မသင့်တယ်လို့လှူတဲ့လူကလည်းမလှူတဲ့လူကိုမင်းတို့မလှူရခေါင်းလားလို့မပြောသင့်ဘူးလို့ကျွန်တော်ထင်တယ်နိုင်ငံရေးလှုပ်တဲ့ပုံမှာလည်းနိုင်ငံရေးလှုပ်ချင်လှုပ်ပါမလှုပ်ချင်တဲ့လူလည်းမလှုပ်ဘဲနေပါလှုပ်တဲ့လူကမလှုပ်တဲ့လူကိုမလှုပ်ရခေါင်းလားလို့အပြစ်မတင်သင့်တယ်လို့မလှုပ်တဲ့သူကလည်းလှုပ်တဲ့လူတွေကိုဘာကိစ္စလှုပ်နေတာတော်တော်ဖင်ရတဲ့ကောင်တွေလို့မပြောသင့်တာမှန်ပါပဲကျွန်တော်တို့ကတော့ဒီလိုပဲမြင်တယ်ကျွန်တော်နိုင်ငံရေးသမားမဟုတ်ပါဘူးကျွန်တော်နိုင်ငံရေးသမားမဟုတ်ဒါပေမဲ့အခြေအနေအကြောင်းတရက်ကြောင့်ကျွန်တော်ကိုနိုင်ငံရေးဘက်ကိုတွန်းပို့လိုက်လို့ကျွန်တော်ဒီအမှုပညာနဲ့နိုင်ငံရေးကိုရောပေါင်းပြီးတော့အင်္ဂလိပ်လိုဆိုတော့ art flavor politics ပေါ့ဗျာကျွန်တော်ဒီအလုပ်ကျွန်တော်လုပ်လိုက်ရတာပေါ့
လုံလာတဲ့အချိန်မှာကျွန်တော်တို့ဘာအတွက်ညာအတွက်ဘာလို့လို့ညာလို့ကျွန်တော်ကြီးကျယ်လေးရှောက်ပြီးတော့လေမပြောတတ်ဘူးဗျဟိုမန်တက်တိုင်လေးထူးမနေချင်းကျွန်တော်ပြောသင့်တယ်လို့ထင်တဲ့အရာကိုပြောချလိုက်မပြောသင့်ဘူးလို့ထင်တဲ့အရာကိုလည်းမပြောဘူးမှန်တယ်ထင်ပြောလိုက်တယ်မမှန်ဘူးထင်မပြောဘူးဒါကျွန်တော်ပြောတဲ့ထဲမှာအမှန်ပဲအခုထောင်ထဲမှာနိုင်ငံရေးကျင်းသားတွေလောကြမ်းနေထောင်အပြင်မှာနိုင်ငံရေးကျင်းသားတွေဆိုတာထွက်လာတယ်စဉ်းစားကြည့်ပါဗျာထောင်ထဲမှာနှစ်ပေါင်း20လောက်ဖြုံးလာတဲ့ကောင်တွေကဘာလို့လုပ်တတ်မှာဘာစီးပွားရှာတယ်ဘယ်ပတ်စံတွေရအဲ့ဒါလောက်အနစ်နာခံပြီးတော့လောက်ရတယ်လူတွေကိုဂုံပြူရမယ်ဘာညာဆိုပြီးတော့ကျွန်တော်ပြောနေတာမဟုတ်ပါဘူးဖြစ်မှန်ကိုပဲတင်ပြထိုနည်းတူကျွန်တော်တို့နိုင်ငံထဲမှာရှိတဲ့ကလေးတွေထောင်ကျသွားတယ်ဒုတိယနှစ်နဲ့တက္ကသိုလ်တွေရောက်သွားတတိယနှစ်နဲ့တက္ကသိုလ်ရောက်သွားအဲ့ဒီနေရာမှာထောင်လဲကြရောအဲ့ဒီတက္ကသိုလ်ပညာရေးကရပ်သွားအခုထောင်တွေကပြန်ထွက်လာပြီသူတို့အသက်တွေ25 26 29ဖြစ်ကုန်ဘယ်လိုဆက်တင်အစိုးရလည်းခွင့်မပြုအစိုးရစီမှာအခုပညာသင်ခြင်းလို့သူတို့ထောင်ကထွက်လာပြီခွင့်သွားတောင်းတော့တစ်နှစ်ဆိုင်အောင်လို့ပြောတယ်နေတဲ့အချိန်မဟုတ်ဘူးတစ်နှစ်ဆိုတာအဲ့တော့ဒီကလေးတွေအတွက်ကျွန်တော်ဘာလုပ်ပြရမလဲပညာသင်ဖို့နိုင်ငံခြားထွက်ပြီးမင်းတို့ပညာသင်ကြဆိုပြီးတော့ကျွန်တော်အဲ့ဒီလူငယ်လေးတွေအတွက်ပညာရေးဆက်နိုင်အောင်နိုင်ငံခြားထွက်ပြီးတော့စင်ကာပူတို့ယူရီးယားဘန်ကောက်တို့ချင်းမိုင်တို့ကဆရာတွေကိုကျွန်တော်တရောင်းစားကဲတို့တောင်းပန်ပြီးပြည်တာရက်ခံခဲ့အဲ့ဒီလူတွေအကုန်လုံး passport လုံးဝမရပါဘူးပြည်ထောင်စုဝန်ကြီးကိုယ်တိုင်ကတစ်နှစ်တီးတီး passport ထုတ်ပေးဖို့ဆိုင်းငံ့ခိုင်းလိုက်ပါတယ်ဒီကလေးတွေဘာလုပ်ကြလမ်းပေါ်ထွက်ပြန်ထွက်ရမှာပညာရေးဟာကျွန်တော်တို့တိုင်းပြည်အတွက်နံပါတ်1အရေးကြီးဆုံးအခြေအနေပါအဲ့ဒီအခြေအနေအချိန်ခါမျိုးမှာပညာရေးကိုအရေးကြီးမှန်းသိရတဲ့ပညာမသင်ရတဲ့ကလေးတွေလမ်းပေါ်ပြန်ရောက်သွားနိုင်တယ်အချိန်မရွေးလမ်းမပေါ်မှာစန္ဒပြတဲ့လူတွေပြန်ဖြစ်သွားနိုင်တယ်အဲ့ဒါလိုဖြစ်သွားရင်ရောဘာဖြစ်မှာလဲလွယ်လွယ်လေးပဲဗျာအားလုံးသိပါ2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရစစ်တပ်ကအာဏာသိမ်းလို့ရပါတယ်လွယ်လွယ်လေးပဲဒါကိုပြောင်းလဲနေပါပြီအကောင်းဘက်ကိုရောက်နေပါပြီလို့တော့ကျွန်တော်မပြောပြစီနဲ့အခြေအနေကအဲ့ဒီအခြေအနေပဲကျွန်တော်တကယ်ချင်းတွေကဒီထဲမှာစောစောတုန်းကပြောတယ်ဒီမှာပြည်ထဲကိုပြန်လာကြပါတို့ဟိုပြန်လာအဲ့ဒါကျွန်တော်မပြောဘူးကျွန်တော်မပြောဘယ်သူမှမဆိုပြောခွင့်ရှိတယ်ပြောချင်တာပြောခွင့်ရှိတယ်ကျွန်တော်လည်းကျွန်တော်ပြောချင်တာပြောခွင့်ရှိတယ်မှန်တယ်ထင်တာကိုလူတိုင်းမှာစဉ်းစားဆုံးဖြတ်နိုင်တဲ့အုံတော်ရှိပါတယ်ကျွန်တော်မပြောဘူးကျွန်တော်ကြိုပြောတာများတော့ကျွန်တော်မပြောဘဲနဲ့ပြောပါတယ်ဆိုတာတွေကများလုံးလို့ပြက်လုံးနေတော့ကျွန်တော်မပြောတဲ့ပြက်လုံးနေပြောတယ်ဆိုတာအများကြီးပဲထားပါတော့ဗျာအဲ့တော့ခုနိုင်ငံကြီးနဲ့ပတ်သက်ပြီးတော့လူတွေကပြောကြတဲ့အခါမှာခုနကကျွန်တော်ပြောသလိုပဲတိုင်းပြည်ထဲမှာလည်းဒီလိုပါပဲနိုင်ငံရေးစိတ်ဝင်စားတယ်နိုင်ငံရေးစိတ်ဝင်စားဘူးအခုချိန်မှာတော့တနိုင်ငံလုံးလုံးနေပါနိုင်ငံရေးတွေစိတ်ဝင်စားကုန်ပြီဘာလို့လဲမသိကျွန်တော်ကိုကြောက်တာဟာတော့ကြည့်လိုက်အန်တီ channel မှာရုပ်ရှင်သမားတွေတယုံယုံခေါ်တာတော့ကျွန်တော်ပါတခါတည်းခေါ်မိတာတခါတည်းပါအခုပြန်မောင်းထုတ်လို့မရတော့အဆူတော်တွေတယုံယုံအခုပြန်မောင်းထုတ်လို့မရတော့ဘူးသူတို့ကကိုကျွန်တော်တို့ပြန်ပြောနေခင်ဗျားတို့တော်တော်ကြောက်တာပဲဟုတ်ကဲ့ပါကျွန်တော်လည်းပြောမိပါတယ်ငါ SB နဲ့ညှိပြီး2ယောက်လောက်ဖမ်းလိုက်ရင်ကောင်းမယ်အားတတိတွေရှိကုန်ပြီမဖမ်းမှုကိုဗျဆိုကျွန်တော်ပြောရတာခက်တယ်ကျွန်တော်တို့လည်းပြည်မှာဒီလိုပဲဒါပဲအခြေအနေနဲ့သွားတူလာလဲလို့ဆိုရင်တိတ်တတိပြုတ်တဲ့အခြေအနေပါ1990ရွေးကောက်ပွဲမတိုင်ခင်အခြေအနေနဲ့တူနေတယ်အရန်နေလွတ်လပ်အရန်နေပြောတယ်ဒီမိုကရေစီရပြီဘယ်မှာလဲဒေါ်စန်းစုကြည် channel မှာတခြားဘယ်နာမှမပြအောင်မြကြီးနားမှာကချင်ပြည်နယ်မှာကုတီစစ်တိုင်နေလို့လူပေါင်း9000ကျော်စစ်ဘေးဒုက္ခတွေဖြစ်နေတော့အစိုးရစစ်တပ်မှတာဝန်ရှိတာမဟုတ်ပါဘူးကချင်စစ်တပ်မှလည်းတာဝန်ရှိတယ်သူတို့လည်းလောက်လေးနဲ့ပြစ်တာမဟုတ်ဘူးလေတနတ်နဲ့ပြစ်တာပဲအဲ့ဒီပတ်စံတွေကုန်လိုက်ကြတယ်အဲ့ဒီလူတွေဒုက္ခရောက်ကျွန်တော်တို့ကဒုက္ခတွေကိုပဲမြင်ရမယ်ဗျအဲ့ဒီဒုက္ခတွေနေစရာမရှိဘူးဘယ်သူမှလည်းအကူအညီမပေးဘူးအမေရိကန်အစိုးရကိုယ်တိုင်ကလည်းမြန်မာအစိုးရစိတ်ကွက်မှာဆိုလို့ဆိုပြီးမသိချင်ဆောင်ကုလသမဂ္ဂကိုယ်တိုင်ကလည်းတစ်ခေါက်လာလူလွတ်ပြီးတော့အဲ့ဒီဒုက္ခတွေကယ်ဆယ်ရေးအဖွဲ့လွတ်ပြီးဘယ်နားမှာဘာအထုပ်တွေချခဲ့လဲမသိဘူးဒိုးသွားတယ်ဟောဒုက္ခရောက်တော့ကျွန်တော်တို့ပြည်သူတွေလူပေါင်း9000ကျော်ကဲ့မောင်60ကျော်မှာစားစရာမရှိဘူးခုလိုစောင်းတွင်းကြီးမှာစောင်းမရှိဘူးအလွေးတယ်မရှိဘူးအဲ့ဒီဒုက္ခတွေအတွက်အခုကျွန်တော်တို့ဒီလာတော့ကုလသမဂ္ဂမှာဖြစ်စီအမေရိကန်အစိုးရစီမှာဖြစ်စီကျွန်တော်တို့ပြောခဲ့ရပါတယ်
ဒါပေမဲ့အမျက်တစ်ခုတော့ထွက်လာတယ်ရှေ့လာမှာ Madeline Albright ခေါင်းဆောင်ပြီး sorry ဒီလာမှာ Madeline Albright ခေါင်းဆောင်ပြီးအဲ့ဒီသွားမယ်ပြီးရင် NED အဖွဲ့သွားမယ်ပြီးရင် Derek Mitchell နဲ့အဖွဲ့ရှေ့လာမှာသွားမယ်ဒါကျွန်တော်တို့အမျက်ပေါ့ဗျာကျွန်တော်ကတော့သူတို့ပြီးတဲ့ဒုက္ခတွေကယ်ဆယ်တဲ့ပစ္စည်းရမှာမဟုတ်တာဒါကကျွန်တော်တို့ကချင်ပြည်နယ်ကိုရောက်သွားမှာဘယ်သူမှစစ်မဖြစ်ဘာမှမဖြစ်ဘူးပေါ့ကချင်သေးလဲဗမာသေးတာတူတူပါပဲဗျာအတူပဲဖြစ်ဖြစ်ကျွန်တော်တို့တိုင်းပြည်ပေါ်မှာဒါကြီးမရှိမှကောင်းပါဘူးအဲ့တော့ကျွန်တော်စကားပြောတာနည်းနည်းများလို့ထင်တယ်တော့မှလာတားနေပြီအဲ့တော့ဟိုကျွန်တော်ဒီလိုပါကျွန်တော်တို့တိုင်းပြည်မှာလက်ရှိဖြစ်ပေါ်နေတဲ့ပြဿနာတွေကဒါတွေပါဆိုတာကျွန်တော်သိစေချင်တယ်လှုပ်ချန်လည်းမပြောပါဘူးဆိုတော့ခုနကတော့ကျွန်တော်ပြောသလိုလွတ်လပ်ရေးရပြီဒီမိုကရေစီဆိုတာရနေပြီလို့ထင်နေကြတဲ့အုပ်စုတွေကကျွန်တော်တို့တိုင်းပြည်ထဲမှာတပုံကြီးပဲကျွန်တော်အဲ့ဒါကြောင့်1990မတိုင်ခင်ကအခြေအနေနဲ့တူတယ်လို့ပြောမိတယ်။ဘာကြောင့်ပြောမိတာလဲဆိုတော့1990တုန်းကကျွန်တော်election campaign တခုကိုကျွန်တော်ဂျိုးပင်ကောက်ဘက်ကိုပါသွားပြီ sorry လက်ဗရန်ဘက်ကိုကျွန်တော်ပါသွားပြီပါတယ်အဲ့တုန်းကကျွန်တော်နဲ့တူတူတော်ရှိကူမင်းနေပေါ့ဗျာသူကတော့အမတ်ပေါ့အဲ့တုန်းကအမတ်လောင်းပေါ့ကျွန်တော်တို့ကသူနဲ့တူတူတော့အလေးကြီးပေါ့လိုက်သွားတရွာဝင်တရွာတဲ့တရားဟောတာဗျာဟာလူရတယုံယုံပေါ့ဗျာအဲ့အဖိုးကြီးကတော့တစ်ချိန်လုံးနွားလဲပေါင်းပြီးလိုက်နေရရှာတာကျွန်တော်တို့အဲ့သူကရွာတရွာရောက်လိုက်အဲ့လေးကြီးပေါ့တက်ပြီးတော့လက်သီးလက်မောင်တန်းပြီးတရားတွေဟောလိုက်နောက်တရွာရောက်ဟောလိုက်အဲ့လိုသွားတာတရွာဝင်တရွာတဲ့လူတွေကလည်းတယုံယုံနဲ့အခုလိုပဲပေါ့အဲ့ဒီကနေပြီးတော့မှအဲ့ဒီရွာတဲ့နားတဲ့အစီကိုတပတ်ကြီးပတ်ပြီးညနေ9နာရီလောက်မှပြန်ရောက်တော့လူတွေကတဘောတွေကြလက်ခုပ်တစ်ဖြောင်းပြောင်းဟိုဖိုးကြီးကနွားဖြုတ်အဲ့ချိန်မှာဒေါ်မီနေကမေးတယ်အဘကျွန်တော်တို့ဟောတာနားထောင်ရတယ်မလားနားထောင်ရပါတယ်ကြိုက်လားဒီလိုပါပဲကိုကြိုက်တယ်ပဲပြောပါတယ်ဟုတ်ပြီကျမအဘတို့အတွက်ဒီနေရာရောက်လာပြီတရားလာဟောပေးနေတာကျွန်တော်ဒီလောက်နဲ့ပြီးသွားမယ်မှတ်တာဘယ်ဟုတ်မလဲဘိုးကြီးပြန်ပြောလန့်ပြီးဘိုးကြီးပြောပြားတယ်ငါတို့အတွက်ငါတို့တိုက်တယ်ငါတို့ကန်ရှိပါစီကွာငါနေ့အတွက်နေလာဟောနေတယ်မှတ်နေတာတဲ့အဲ့ဒါအဖြေမှန်ပဲအဲ့တော့ကျွန်တော်1990ခုနှစ်ကကြုံခဲ့ရတဲ့ဖြစ်တွေခုပြန်မြင်လာတဲ့အခါမှာကျွန်တော်ရင်ထဲမှာခုနကတော့ပြောတဲ့အတိုင်းစိတ်ထဲအဲ့လိုခံစားလာပါတယ်လို့ပြောရကျွန်တော်နောက်ကလည်းချက်ပေးတဲ့အတွက်ပြိုင်ပွဲကြီးမှာစုရတဲ့ဇာကာ9ကားကိုရှုစားကြည့်ပါဒါပေမဲ့ကျွန်တော်ဟိုဘုန်းကြီးစာချလုပ်တာမဟုတ်ပါဘူးဗျအဲ့ဒီဇာကာ9ကားဘာကြောင့်စုပေးလိုက်ရတယ်ဆိုတာရဲ့အဲ့ဒီဇာကာ9ကားဟာကျွန်တော်တို့ရန်ကုန်မြို့ရဲ့မြို့လေကောင်မှာဘယ်တော့အခါကမှပြခွင့်ရလိမ့်မယ်လို့ကျွန်တော်မထင်ခဲ့ဘူးအဲ့ဒီနေ့တုန်းကတော့လူပေါင်း2000ကျော်ပြည်လမ်းမကြီးတစ်ခုလုံးပိတ်တော့အားလုံးလည်းမြင်ပါတယ်ပြည်လမ်းမှာတော့ဟို Bishop ဘုံကျောင်းရှိပေါ့အခုတော်ဝင်စင်တာအပေါ်ထက်အောက်ထက်အပေါ်ထက်မှာလူပြည့်တော့အောက်ထက်မှာ LED နဲ့ဟိုလိုပြထည့်လိုက်ပြီးအဲ့လိုပြလိုက်နိုင်ခဲ့တာကျွန်တော်တို့အတွက်အင်မတန်ကောင်းတဲ့အခွင့်အရေးတစ်ခုရခဲ့ပါတယ်အဲ့ဒီက9ကရှုစားကြည့်ပါခင်ဗျာပြီးတော့မှကျွန်တော်ထပ်ပြီးပွားပါအောင်မယ်ခင်ဗျာကျွန်တော်အဲ့ဒီကကြည့်တယ်မျက်ရည်ကျကျွန်တော်ကဆယ်ကားထဲမှာနေကြည့်ခဲ့ရပါတယ်။ခိုင်လူကြီးဖြစ်နေတော့ကျွန်တော်ပြောချင်တဲ့မှတ်တမ်းဆိုတာအဲ့ဒါပါပဲ။သမိုင်းမှာမှတ်တမ်းရှိနေပါတယ်။ကျွန်တော်တို့အညိုးတေးထားဖို့လက်စားချီဖို့ပြောနေတာမဟုတ်ပါဘူး။ဒါပေမဲ့မေ့လို့မရပါဘူး။ကျွန်တော်တို့မေ့ဖို့တော့မပြောကြပါနဲ့။ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ဒါပေမဲ့ဒီအတွက်ကျွန်တော်တို့ဘာမှလက်စားချီတာအညိုတေးထားတာမလုပ်ပါဘူး။ဒီကားဆိုရင်ဒါလိန်ထားတာတခုမှမပေါ့ဗမာပြည်တစ်ပြည်လုံးမှာဒီလိုဇက်ကားမျိုးကိုကျွန်တော်တို့ရန်ကုန်မြို့လေကောင်မှာပြရလိမ့်မယ်လို့ကျွန်တော်အိမ်မက်တော့မမဲ့ခဲ့ဘူးပေါ့ပြီးခဲ့တဲ့ January 4 ရက်နေ့မှာလွတ်လပ်ရေးနေ့မှာကျွန်တော်တို့ပြနိုင်ခဲ့ပါတယ်တစ်ဖက်ကကြည့်မယ်ဆိုရင်စိုးစိုးလုံးကဝိုင်းရဲ့ဇက်ကားကိုကြည့်ပြီးတော့ပြိတ္တတွေပျော်ရပါတယ်ရည်ရပါတယ်ရှင်ရပါတယ်တောရပါတယ်ဒါလည်း sensor ဆိုတဲ့ဟာကြီးကိုကြည့်လိုက်ရင်တော့ဟိုတယောတာပေါ့ဗျာအရှင်းရှင်းလေးပဲဒါပေမဲ့အဲ့ဒီရုပ်ရှင်သမားတွေဟာအဲ့ဒီလိုတယောဖို့အတွက်သူတို့အသေးနှလုံးတွေနဲ့စတေးပြီးမှတယောရတာပါသူတို့ဘဝတွေနဲ့စတေးပြီးမှတယောရတာပါမြမရုပ်ရှင်ကြီးသုံးစားလို့မရဘူးအလကားကအစုပ်အပြက်ဗမာတွေရုပ်ရှင်ရိုက်တတ်ရလားလို့လက်ညှိုးတငောင်းငောင်းထိုးပြီးပြောနေတဲ့လူတွေကိုဒီရုပ်ရှင်က
ကျွန်တော်တို့ဘဝဟာဒါပဲလို့ပြနိုင်ခဲ့ပါတယ်ဘာမှမဟုတ်တဲ့ရုပ်ရှင်ကြောင့်နာဂန်းတစ်လုံးမှမသိတဲ့ဖလင်အောင်မမြင်ဘူးတဲ့လူတွေရဲ့လက်ထဲမှာကျွန်တော်တို့ရုပ်ရှင်လောကကြီးတစ်ခုလုံးကြာဆုံးနေတာပါဒီကြားတွေကရုပ်ရှင်ယုံတွေကပါသူတို့နဲ့ပေါင်းပြီးအလုပ်လုပ်နေတဲ့စီးပွားရေးသမားတွေရဲ့လက်ထဲကိုရောက်နေတယ်ကျွန်တော်တို့သူတို့ယုံမှာပြကျင်တိုင်းပြခွင့်မရှိပါဘူးသူတို့မကြည်နိုင်ရင်ကျွန်တော်တို့ဇက်ကားကိုအချိန်မရွေးယုံမောကနေဆွဲချပလိုက်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ကိုယ်ပိုင်ကကျွန်တော်ကရုပ်ရှင်ယုံမှာသွားပြပါတယ်နာမရယုံမှာပြပါတယ်ရှေ့ဆောင်ယုံမှာပြချင်ပါတယ်နေပြည်တော်ယုံမှာပြချင်ပါတယ်တပတ်ဝင်ငွေ85သိန်းပြည့်မှာ3ဘတ်ပြခွင့်ရှိပါတယ်တပတ်ဝင်ငွေ85သိန်းမပြည့်ရင်2ပတ်ပဲပြပြီးစင်ခိုင်းပါတယ်တပတ်ဝင်ငွေ90သိန်းရဲ့အောက်ရောက်ရင်တော့တပတ်ထဲနဲ့စင်ခိုင်းလိုက်ပါတယ်ကျွန်တော်တို့ဗန်ဒီရတဲ့အမှုပညာကျွန်တော်တို့ဗန်ဒီလိုက်ရတဲ့အတတ်ပညာကျွန်တော်တို့ရတဲ့ဝင်ငွေတွေကချွေးနှဲစာနဲ့ရက်ရတဲ့ရုပ်ရှင်အဲ့ဒီလူတယောက်ရဲ့အမိတ်နဲ့အဲ့ဒီလူဖြစ်နေရတဲ့ဘဝစဉ်းစားကြည့်ပါအဲ့တော့ဘယ်လောက်ရည်စရာကောင်းလဲဆိုကျွန်တော်တို့တိုင်းပြည်မှာဘာလို့ရလဲဆိုတော့ကိုယ်ဇက်ကားကိုပထမပတ်တင်တာနဲ့ယုံမပြည့်ဘူးဆိုရင်လက်မှတ်ကိုအကုန်ပြန်ဝယ်ရပါတယ်โอเค95သိန်းပြည့်အောင်ကျွန်တော်တို့ကကိုလက်မှတ်ကိုပြန်ဝယ်ရတယ်အဲ့ဒီအခါကျတော့ခုနကယုံပိုင်တယ်ဆိုတဲ့လူတွေကဘာလုပ်လဲလို့ဆိုတော့လက်မှတ်ဝယ်လို့မရဘူးတဲ့ယုံနေကြတော့ဟောင်းလောင်းလူဖြည့်မှရတယ်ဟောကိုပစံနဲ့ကိုဝယ်တာတော့လူဖြည့်ရအောင်ပဲအဲ့ဒါနဲ့အထည်ချုပ်စက်ယုံကလူတွေသွားခေါ်ရတယ်ကာနာအလုပ်သမားတွေကိုသွားခေါ်ရတယ်ကားကြီးတွေနဲ့တိုက်ပြီးတော့ရော့ဆိုပြီးတော့သူတို့ကိုလက်မှတ်ပြီးဝင်ကြည့်ခိုင်းရတယ်တစ်ချိန်သောအခါမှာရုပ်ရှင်မင်းသမီးကြီးဒေါ်မြင့်မြင့်ခိုင်ရိုက်တဲ့ဇာတ်ကားဆွေးတရားမောင်တရိပ်ဆိုတဲ့ကားသူ producer လုပ်တဲ့ကားအဲ့ဒီစိတ်ကားအလုပ်သမားတွေလည်းခေါ်လို့မရအထည်ချုပ်စက်ယုံတွေကလည်းပိတ်ကုန်ပြီခေါ်စရာမရှိတော့ဘယ်ကသွားခေါ်ရလဲဆိုတော့မျက်မမြင်ကြောင်းကကလေးတွေသွားခေါ်ရုပ်ရှင်ယုံထဲမှာမျက်မမြင်နေကြည်တာဗမာပြည်တပြည်ပဲရှိပါတယ်ကျွန်တော်တို့တကယ်ကြုံတွေ့ရတဲ့အဖြစ်ပြက်အဲ့ဒီတော့ကျွန်တော်တို့ရုပ်ရှင်ခုနကတော့ပြောတဲ့လူတွေရုပ်ရှင်မတိုးတက်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ပြောတဲ့လူတွေခုနဝမ်းရဲ့ဇက်ကနင်းလေးပဲရှိပါသေးတယ်ဒါကျွန်တော်တို့တော်တော်စွန့်စားပြီးတော့ပြင်ပြလိုက်ရတာကျွန်တော်တို့ဆိုကြုံခဲ့ရတယ်ရုပ်ရှင်စင်ဆာနဲ့ကျွန်တော်ဆိုခဏစင်ဆာနဲ့ကြုံရတာကျွန်တော်ကားတွေခဏပိတ်ခါရတယ်တချိန်တော့ကျွန်တော်မရဘူးကွာမင်းတို့ငါ့ကိုစင်ဆာပိတ်ရင်ပိတ်ကြည့်ဒီကားကိုတော့စင်ဆာပိတ်လို့မရအောင်ရိုက်စိန်ခေါ်ပြီးရိုက်တာရိုးလေးပဲမိန်းကလေးတယောက်နဲ့ယောက်ျားလေးတယောက်နဲ့အိမ်တော်ကြတယ်ကိုမိန်းမလေးကလည်းသူ့ဘက်ကအမျိုးကိုပဲစောင့်ရှောက်တယ်ယောက်ျားလေးကလည်းသူ့ဘက်ကအမျိုးကိုပဲပေးတယ်ကန်းတယ်ဒါလေးပဲဘာမှအစိုးရနဲ့ညှိစရာလည်းမပေါ့တရော်တာလည်းမပေါ့ဇာတ်ကားနာမည်ကအမျိုးကိုချစ်ပါကိုမျိုးကိုချစ်ကြပါပိတ်ပလိုက်တယ်ဟာဘာဖြစ်လို့ကျွန်တော်ဘာမှလည်းမပေါ့ဘူးအမျိုးကိုချစ်ပါဒါပဲအဲ့ဒီနာမည်ကြောင့်ဟုတ်ဗျဘာဖြစ်လို့လဲဆိုအမျိုးကိုချစ်ပါဆိုတော့ဒါအမြစ်ကိုချိုးပါလို့ပြောတာရွှေညံတော့စူးရောက်လိုက်ပုံများဗျာကျွန်တော်ကမတွေးမိပါဘူးအဲ့လိုမှသိရင်အစတည်းကအမြစ်ကိုချိုးပါလို့ပြောလိုက်တယ်အဲ့ဒီကျမှ तू ကပြောင်းပြန်တွေးမှာပေါ့ဗျာကဲနောက်ကျွန်တော်ရိုက်တဲ့ကားဘာအရေးကြီးဆုံးလဲဆိုတဲ့ကားကိုကျွန်တော်ရိုက်ပါတယ်အဲ့တော့ကတော့ပါရဲ့ခင်ဗျာဒီထဲမှာကျွန်တော်တို့ဟိုအမျိုးသမီးတွေလည်းပါတော့ကျွန်တော်ဇာတ်ကားတွေမှာထူးမုံကပြည့်တစားလောက်ရပါတယ်ဟိုကောင်ကလူမင်းကစိုက်ကားဆရာလောက်ရပါတယ်စိုက်ကားဆရာကပြည့်တစားကိုကားပေါ်အမောက်စိုက်ကားပေါ်တင်ခေါ်တာဘာဆန်းလဲပြဘဝလေးမှာဒါပေမဲ့ तू ကလှည့်မေးတယ်အမကြီးတဲ့ဒီနေ့ဟိုအလုတ်ကပြန်လာတယ်မှတ်လို့ပါရိုးမှတ်လို့အခြေအနေစီးပွားရေးအခြေအနေရုံးကအခြေအနေဈေးရောင်းပြန်အဲ့ဒီလိုထင်လို့ तू ကဘလို့အခြေအနေဒီနေ့ကောင်းလားလို့ဘာလို့မေးလိုက်တာ तू ကပြန်ဖြေတယ်ဈေးဥတော်မပေါက်ကြပါဘူးမောင်ကြီးလေးရဲ့တဲ့ဒီလိုပြောတယ်ဒါလေးပဲပိတ်စကားဟာဒီမောင်ဘာဖြစ်လို့လဲအားရပြည်တစားကိုဈေးဥမပေါက်ဘူးဆိုတော့ဟောဗျာသူတို့ပဲဈေးဥပေါက်ပြီးတယ်လို့အဲ့ဒါဒီဟာဘာရိုင်းလဲကျွန်တော်ပြောတာတကယ်အဖြစ်မှပဲဒါဘာကြောင့်ဒီစကားကိုကျွန်တော်ကပြောရတာလဲဆိုတော့ဒီအချိန်မှာလူမင်းနဲ့အဲ့ဒီအမျိုးသမီးနဲ့စိုက်ကားနင်းရင်းနဲ့တွေ့တော့
နောက်တစ်ချိန်ကျတော့သူတို့နှစ်ယောက်ပြန်ဆုံကြတဲ့အခါမှာလူမင်းကအရန်ချမ်းသာပြီးတော့ကိုပိုင်ကားနဲ့အဲ့ဒီချိန်မှာထူးမုံဆိုတဲ့ကောင်မလေးကပြည်တစားလေးဖြစ်နေလမ်းပေါ်ပြန်ပြီးတော့ဒီခါကျတော့ तू ကဈေးကူဖောက်တယ်လို့ဖြစ်သွားတယ်ဒါကိုပြချင်တဲ့လူတစ်ယောက်ရဲ့ဖောက်ပြန်တာကိုပြတယ်ဟောဗျာဒီမှာရှေ့မှာပိတ်တော့ဒီမိမဘာမှဘယ်သူမှမသိတော့ကျွန်တော်မှဒုက္ခရောက်သွားအဲ့တော့အဲ့ဒီဇာတ်ကားထဲမှာလူမင်းကစီးပွားပြက်ပြီးအကုန်လုံးချွတ်ချုံကျသွားတော့စားစရာလည်းမရှိဘူးဝတ်စရာလည်းမရှိဘူးအဲ့ဒီချိန်မှာသူ့အင်ကြီးလေးသူဝစ်လိုက်တယ်စားစရာမရှိလို့သူ့အင်ကြီးနဲ့စားစရာနဲ့လဲလိုက်တာလဲပြီးတော့ဘိုက်ကအရန်စားလို့လဲပြီးအဲ့ဒါလေးစားပြီးတော့လမ်းလျှောက်ထွက်ပြီးရန်ကုန်မြို့လယ်ကောင်မှာကောက်ပြီးလူကပြဘဝပြတ်သွားတာပေါ့ကောက်ပြီးတော့ရန်ကုန်မြို့လယ်ကောင်မှာလမ်းလျှောက်ပြီးအင်ကြီးချွတ်တော့အင်ကြီးချွတ်ကြည့်လို့ရခုနလဲစားခဲ့တာဟုတ်လမ်းလယ်ကောင်မှာအင်ကြီးချွတ်ပြီးရှောက်လို့မရဘူးမြမရှင်ကြီးမှုနဲ့မသိတော်လို့ဆိုပြီးဖြတ်တယ်ဟာကျွန်တော်ရှေ့ကအင်ကြီးချွတ်ခဲ့ပြီးကျွန်တော်ရောင်းခဲ့ပြီးဒီအင်ကြီးကိုအမုံနဲ့အဲ့ဒါဘယ်လိုပြန်လုပ်ရမလဲလွယ်ပါတယ်တဲ့လမ်းမပြန်ထောက်ဝယ်လိုက်ဟာဟိုအယူလေဟိုမှာခေါင်းနေပြီလေပတ်စံလည်းမရှိတော့ဘူးလေဘယ်မှပြန်ဝယ်မလဲမရှိလို့တော့လဲစားရပါတယ်ဆိုအဲ့ဒီလိုလုပ်တယ်ကျွန်တော်တို့ညီမရုပ်ရှင်မတိုးတက်ရတာအဲ့ဒီစင်ဆာကိုသူတို့ဒီလိုကြော်လွှားခဲ့ရပါတယ်အဲ့ဒီလိုအလားတန်တူဖြစ်ရက်ဒီဟာအများကြီးပါကျွန်တော်ဒီမှာထိုင်ပြောနေတော့မနေ့တော့ရောက်မှာမိုးလင်းနေပြီးမှမဟုတ်အဲ့ဒီအကြောင်းတွေကအဲ့ဒီလိုစင်ဆာတွေကိုကျွန်တော်တို့ကြော်လွှားနိုင်တဲ့နီးကိုကူးတဲ့ထိတော့ကျွန်တော်တို့မတွေ့သေးတာအမှန်ပဲသို့တော့ခုနကကြည့်လိုက်ရတဲ့ရုပ်ရှင်က9ကားဟာ9ကားမဟုတ်ဘူးကျွန်တော်တို့စီပြိုင်ပွဲဝင်တဲ့188ကားဟာစင်ဆာဆိုတဲ့အစီအတားကြီးကိုကြော်လွှားပြီးတော့ကျွန်တော်ပြနိုင်ခဲ့တယ်ဒါတော့ဟိုကျွန်တော်တို့အနေနဲ့ဟိုတဆင့်ချင်းတိုးတက်ပြီးတော့ကြိုးစားသွားမယ်ဆိုတဲ့ပြရုပ်ပဲဒါလေးကိုကျွန်တော်တို့မြင်တာပါနောက်တစ်ခုကတော့ဟိုဒီမှာရှိတဲ့ကျွန်တော်မိတ်ဆွေများကလည်းပြောပါတယ်ဟိုကျွန်တော်မေတ္တာရက်ခံတာပါကျွန်တော်ပြောတဲ့အခုလိုကျွန်တော်ပြောတဲ့စကားတွေကိုဗီဒီယိုပဲရိုက်မှတ်တမ်းမဲ့တင်တဲ့ဟာကို Facebook ပေါ်ပဲတက် YouTube ပေါ်ပဲတက်လှုပ်ရှင်တာလှုပ်ဘာမှမဖြစ်ပါဘူးခွင့်ပြုပါတယ်သို့တော့အဲ့ဒီဇာတ်ကားတွေကိုတော့ကျေးဇူးပြုပြီးမတင်ပါနဲ့လို့ကျွန်တော်မေတ္တာရက်ခံပါတယ်ကျွန်တော်မပိုင်ဘူးဒါရိုက်တာတွေပိုင်တဲ့အတွက်သူတို့ရဲ့မူပိုင်ခွင့်ကိုကျွန်တော်လေးစားအောင်ဖြစ်ပါတယ်ကျွန်တော်တို့ကြိုက်တာလုပ်လို့ရပါတယ်ခေါင်းဖြတ်လုပ်ကျွန်တော်သဘောတူတယ်ကျွန်တော်ကြောက်တယ်အင်တာနက်ကိုလေကျွန်တော်အင်တာနက်ပုံမှန်နဲ့ဖန်ခံရတာဟုတ်ရကျွန်တော်ဟိုတရားရုံးကိုတက်တော့ကျွန်တော်ပုံမှန်တစ်ခုကို15နှစ်နှုန်းနဲ့ကျွန်တော်အဲ့ဒီအင်တာနက်ပုံမှန်3ခု45နှစ်ချခံရတာအဲ့မတန်ဂုံယူပါတယ်ဗမာပြည်မှာပထမဦးဆုံးအင်တာနက်ပုံမှန်နဲ့ဖန်ခံရတာကျွန်တော်ပဲဟိုဘယ်လောက်ထိကောင်းလဲလို့ဆိုတော့ကျွန်တော်ကိုဖမ်းတဲ့တရားသူကြီးကဆိုတရားရုံးမှာမေးတယ်ခင်ဗျားရဲ့အင်တာနက်ကိုသုံးသလားတဲ့ဟုတ်ကဲ့သုံးပါတယ်ငုတ်သုံးတယ်ပေါ့အဲ့တော့ဟိုခင်ဗျားရဲ့ email address ပေးပါဟာလွယ်လေးပဲကျွန်တော်လည်းကောက်ပေးတယ်သူရ61@gmail.com ညနာပြတ်အဲ့တော့လူကြီးလူကောင်းလို့စကားပြောဟုတ်ကဲ့ဘာဖြစ်လို့ခင်ဗျားကျွန်တော်တောင်းတာ email တောင်းတာဘာလို့ gmail ပေးတာလဲအဲ့ဒီလိုတရားသူကြီးကကျွန်တော်ကိုထောင်ချလွတ်လိုက်တယ်ဗျာ။ဒါဒီချက်ကိုပို့ဆိုးသေးတယ်။ကျွန်တော်နဲ့တူတူဘန်ခါရတဲ့စာရေးဆရာဇော်သက်ထွေးပေါ့11 channel ရဲ့ editor ချုပ်သူ့ကိုကျွန်တော်နဲ့တူတူပါပဲလေသူ့ရဲ့ကွန်ပျူတာကိုအလုံးလိုက် SP ကဖမ်းသွားတယ်။အဲ့တော့တက်တည်ကလာခံရတာကိုဖမ်းနေလူကအဲ့လူကရောက်လာတယ်တရားရုံးကိုရောက်လာပြီးတော့ကဲခင်ဗျားကိုမေးမယ်ပေါ့တရားသူကြီးကဟိုခင်ဗျားတာဝန်ရပါလေဟာကျွန်တော်အထူးရေးထောက်လိုက်ရပါဟုတ်ပြီခင်ဗျားဘာကျွမ်းကျင်လဲကွန်ပျူတာကျွမ်းကျင်တယ်ကွန်ပျူတာနဲ့ပတ်သက်လို့ခင်ဗျားအတွေ့အကြုံဘယ်လောက်ရှိလဲ9နှစ်တယ်โอเคကိုစောတက်ထွေးရဲ့ကွန်ပျူတာကိုခင်ဗျားဖမ်းလာတာဟုတ်သလားဟုတ်ပါတယ်သူ့ကွန်ပျူတာအမျိုးအစားဘာလဲ left and dead ဟမ်ကျွန်တော်ကွန်ပျူတာနာမည် left and dead တဲ့ကိုခါမကြဘူးအစ်စ်ထွက်လာဗလားပေါ့လေအဲ့ဒါကျွန်တော်စောတက်ထွေးကိုလက်မိရဟဲ့မင်းကွန်ပျူတာ left and dead ဘာဖြစ်လို့ဟုတ်ပါဘူးဗျာကျွန်တော်ဂျပန်ရုပ်ရှင်ကကြည့်ပြီးပါလာတဲ့စတစ်ကာကတ်ထားတာပါစတီဗ်ဂျော့ပ်တို့ဘီလ်ဂိတ်တို့သာကြားရင်နောက်အစ်စ်ထွက်အောင်မလားပဲဒါပေမဲ့အဲ့ဒါ15နှစ်ကြာတာပဲကျွန်တော်တို့ left and dead နဲ့ကြာတာ15နှစ်ဟိုကျွန်တော်ဆိုရင်ဒီတချို့လည်းသိမှာကျွန်တော်ထောင်ဝထွက်တော်တော်ပြောပြပါသေးတယ်ကျွန်တော်ဆိုတရားသူကြီးကပြောင်းမြန်ရောဗျအဖြစ်ချင်တော့လေအကုသိုလ်ကဝင်ကျင်တော့ကျွန်တော်တို့တရားဆွဲတဲ့အဲ့ဒီရဲမှုပုံမှုကသူ့ကိုယ်သူဓာတ်နဲ့ထုတ်တက်ပြီးသေးသွားတယ်အဲ့တော့တေးလူမရှိဘူးလေတေးလူမရှိရင်ကျွန်တော်လွတ်အောင်မှာပေါ့ဟုတ်နောက်တေးလူပြောင်းသွားတယ်နောက်တရား
သူကကျွန်တော်မသိဘူးဒါပေမဲ့ဆက်တရားဆွဲတာပဲအဲ့တော့ကျွန်တော်မေးတယ်ကျွန်တော်နေတဲ့ဟောဒီအမေရိကန်နိုင်ငံရောက်နေတဲ့ဟိုအောင်တင်တို့ဟိုဒီမိုဒီဇွန်တို့ပေါ့တကယ်ချင်းတွေဟိုဗျဆိုတော့ခင်ဗျားတို့အချင်းချင်းနဲ့တယ်လီဖုန်းနဲ့အဆက်အသွယ်ရှိတယ်မလားမရှိပါဘူးဘောရှိဟုတ်လေဘာနဲ့ပြောလဲကျွန်တော်ချက်တယ်လေလို့အော်ဟုတ်ပြီတဲ့ဘယ်မှာချက်လဲမိဖို့လဲမကျွန်တော်လေချူဆိုဒေါသထွက်သွားတယ်ဗျဒါအငိမ့်ကနာမဟုတ်ဟုတ်ကျွန်တော်ဘာပြောလို့လဲဘယ်မှာချက်လဲဟုတ်မိဖို့ထဲမှာမိဖို့လားမိဖို့လေအဲ့ဒါ website တွေက browser နာမည်မိဖို့တရားသူကြီးကပွဲပြီးတော့မှအတိကူကကျွန်တော် internet တောင်တစ်ခါမှဝင်ဘူးလားမဟုတ်ဘူး45နဲ့ချလို့လိုက်တယ်အဲ့ဒါကြောင့်ကျွန်တော်ပြောတာပါအခုပြောတော့ရည်စရာပေါ့ဗျာဟိုတုန်းကလည်းရည်စရာပါပဲအမှန်သိတော့မတူပါဘူးသူသိမှမသိတာမသိဘူးမဲ့ကျွန်တော်တို့အဲ့လိုလှုပ်တာပဲကြားတဲ့အတိုင်းပဲဟိုမှာလည်းမြင်တဲ့အတိုင်းပဲအဲ့ဒီတရားစွဲတဲ့မှာပါပါတယ်ခုနဟိုလောရဲဆိုအားထဲမှာဟိုဘုန်းကြီးတွေကိုကျွန်တော်တို့ကစွန့်ကတ်နေတာကျွန်တော်ဖမ်းခံရတယ်ထောင်ချခံရတယ်3နှစ်ဘာလို့လဲဘုန်းကြီးစွန့်ကတ်မှုဟာဘုရားဘာသာဘုန်းကြီးစွန့်ကတ်တာအပြစ်လားအဲ့လိုမျိုးပေါ့ဒါပေမဲ့ခုနကျွန်တော်ပြောတဲ့စကားဟာဒါတွေဟာမှတ်တမ်းပါကျွန်တော်တို့တွေမှတ်တမ်းပါအဲ့ဒါတွေကိုပြန်ပြီးလှုပ်ချင်လို့လက်စားချင်လို့မဟုတ်ပါဘူးဒီမှတ်တမ်းတွေတော့မပြောက်မပြတ်အောင်ကျွန်တော်တို့ထိမ့်သိမ့်ဖို့လိုပါတယ်ကျွန်တော်တို့လက်ထဲမှာအဲ့ဒါလေးတွေရှိနေဖို့လည်းလိုပါတယ်နောင်ဘယ်တော့မှမဖြစ်ဘူးပေါ့ဗျာဒါလေးတွေအတွက်ကျွန်တော်တို့သိထားကြတာပါဒါမျိုးတွေကကျွန်တော်တို့ရဲ့သမိုင်းပါအဲ့ဒါကြောင့်ကျွန်တော်ဒီစကားကိုဖြတ်ပြောတာပါအဲ့တော့ဒီ documentary films တွေကိုကျွန်တော်တို့တိုင်းပြည်မှာခေတ်စားလာအောင်ကျွန်တော်ကြိုးစားတယ်အခုဆိုလည်းအနေနဲ့များလူငယ်တွေကြိုးစားလာကြတယ်ခုနကဇာတ်ကားတွေကိုရိုက်တဲ့အထင်မှာထိတ်ဆုံးကကားဖြစ်တဲ့အောင်ဘူဟိရဲ့ animation ကားပေါ့ဗျာအဲ့ဒီ animation ကားဆိုလို့ရှိရင်ဘာလို့ဆိုလူလဲဆိုတော့ကျွန်တော်တို့ဗဇက်ကပြောနေစရာမလိုစာတန်းထိုးပြစရာမလိုအောင်ပဲသိကြမှာပါအဲ့တော့ကုသကံကောင်းစွာပဲအဲ့ဒီကားရိုက်တဲ့ကလေးဟာကယ်လီဖိုးနီးယားက Pixar University မှာကျောင်းတက်ခွင့်ရတော့ပါတယ်အဲ့ဒါလို့ဒီကားကိုရိုက်ဒုတိယဇာတ်ကားကိုရိုက်တဲ့အောင်စောမှုဟိုချတ်တိတ်ကလေးကဟို Still in the Dark ဆိုတာဒါရိုက်တာလေးက19နှစ်ပဲရှိပါသေးတယ်သူ့ရဲ့ဆိုလိုရင်းကကျွန်တော်တို့ဘယ်လောက်ပဲပြောင်းလဲကျွန်တော်တို့အမှောင်ထဲမှာရှိနေသေးပါဆိုတာလေးပြချင်တဲ့သဘောပါအဲ့ဒီကလေးဆိုရင်တော့အခုကျွန်တော်တို့ဟိုဂျာမနီနိုင်ငံကဒါရိုက်တာတွေနဲ့အခုဟိုစတင်ပြီးတော့သူသင်တန်းတက်နေပါပြီသူ့ရဲ့လက်ရာကိုလည်းကျွန်တော်တို့မကြခင်ကြည့်ရတော့မှာပါဒီဘက်နောက်ကတော့ဝိုင်းကတော့ပြောစရာမလိုတော့ဘူးလေအားလုံးလည်းသိကြမှာပါဝိုင်းရဲ့နောက်မှာရိုက်တဲ့လူတွေရောအားလုံးကအခုအမေရိကန်နိုင်ငံကရောက်လာတဲ့ director John Siskel ရဲ့ Sandra Roach ရဲ့ Mitchell Block ရဲ့နဲ့တင်နန်းတက်ပါတယ်သူတို့တင်နန်းတက်လိုက်တဲ့အခါမှာသူတို့အုံနောက်တွေတတ်ပြောင်းသွားတယ်စဉ်းစားပုံစဉ်းစားနည်းတွေတတ်ပြောင်းသွားတယ်အဲ့ဒီအခါမှာသူတို့တွေကတင်နန်းဆင်းပြီးတော့ရိုက်တဲ့ဇာတ်ကားတွေကိုလည်းကျွန်တော်ယူလာပါတယ်ကျွန်တော်တို့ဒီကျွန်တော်အမေရိကန်ပြည်ထောင်စုကိုကျွန်တော်လာတာ31ရက်နေ့ရလာ30ရက်နေ့မှာသူတို့တင်နန်းဆင်းပါတယ်4မိနစ်ပဲရှိပါတယ်ပမာဆိုတာကိုရန်ကုန်ဆိုတာကိုသူတို့ဘလို့ပုံဖော်တယ်ဆိုတာလည်းအားလုံးမြင်ကြရမှာပါခင်ဗျဟိုအခုကလည်းဟိုကျွန်တော်တို့ဟိုစကားတွေကလည်းလှိပ်ပြောနေလို့ကလည်းမဖြစ်ဘူးရဟိုကျွန်တော်ဟိုစကားတွေကြီးပဲဟိုကျွန်တော်ပြောနေကျွန်တော်ကအလုပ်တွေလည်းလုပ်ဖို့လည်းကျွန်တော်ရှိပါသေးတယ်ဒါကြောင့်အချိန်ကလည်းနောက်ကတွန်းနေတဲ့အခါကျတော့ကျွန်တော်တို့ကဟိုစကားပြောတာလေးတွေရှော့ပြီးတော့ကျွန်တော်တို့ဓာတ်တွေဘာကြောင့်လုပ်တာလဲဆိုတာပါဇက်နဲ့ပြောတာတဲ့စာရင်အယုံနဲ့ပြောတာပို့ပြီးသဘာဝကြပါလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျအဲ့ဒါကြောင့်အဲ့ဒီလူတွေရဲ့ဇာတ်ကား3ကားရှုစားကြည့်ပါရှုစားပြီးတဲ့ခါကျရင်တော့ကျွန်တော်တို့ဟိုပရိသတ်ကြီးကိုကူရရပဲကြိုးပြီးကျွန်တော်တို့လှုပ်ဆက်ပြစေအားလုံးရှုစားကြည့်ပါခင်ဗျကျွန်တော်ချိန်နေငယ်ကြံနေလို့ကျွန်တော်ကိုစားကနာကိုခေါ်ထုတ်လာမဟုတ်ပါဘူးလူခိုင်းနဲ့ရောက်ပြဆန်တောင်းဒီဇာတ်ကားတွေကြည့်ပြီးတော့လေကျွန်တော်ထင်ပါတယ်ကျွန်တော်တို့လောက်ရတဲ့အလုပ်ဘယ်လောက်ထိအောင်မြင်နိုင်တယ်မအောင်မြင်နိုင်ဘူးဆိုတာလေဟိုမြင်သာလာပါတယ်လို့ကျွန်တော်ထင်ပါတယ်ပြီးတော့ဒီရောက်တော့ရောက်ခိုင်းပါလေဟိုကျွန်တော်တို့ပြောခဲ့ချင်တာကဟိုကျွန်တော်တို့တိုင်းပြည်မှာအခြေအနေတွေတစ်မျိုးပြီးတစ်မျိုးထူးခြားပြီးတော့ပြောင်းလဲနေတယ်လို့ဆိုတာကိုကတော့ဟိုကျွန်တော်မငြင်းချင်ပါဘူး
ဒါမှန်ပါတယ်ဒါပေမဲ့ဒီဘက်ကလူတွေဟိုနိုင်ငံခြားတိုင်းတွေမှာရောက်နေတဲ့လူတွေရဲ့အကူအညီပေးတာတွေအားလုံးကိုလည်းကျွန်တော်တို့အရန်ကျေးဇူးတင်ပါတယ်ကျွန်တော်ငွေချင်းတွေအားလုံးဟာသူတို့ကိုယ်တိုင်ပါဇက်ကကျေးဇူးတင်ပါတယ်လို့လည်းခုနကထုတ်ပြောပြီးသလိုကျွန်တော်အနေနဲ့လည်းတရားဝင်တရားနေကျွန်တော်တို့တိုင်းပြည်ရဲ့ပြည်ပြောင်းလဲမှုတွေအတွက်လူအားပဲဖြစ်ဖြစ်အချမ်းချမ်းအားပဲဖြစ်ဖြစ်ငွေအားပဲဖြစ်ဖြစ်ဝိုင်းဝန်းပြီးတော့ကိုကြီးပေးကြတဲ့အတွက်ကျွန်တော်တငယ်ချင်းတွေအားလုံးရဲ့ကိုစားလဲကျွန်တော်ကအထူးကျေးဇူးတင်ပါတယ်အဲ့ဒီအထူးကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတွေခဏခဏပြောရတယ်တိတ်တော့မကောင်းဘူးဗျဟိုဒါပေမဲ့ကျေးဇူးတင်ပါတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်